င်္ဂလာပါမနဲ့အိယာထတဲ့ကိုចောင်းပိတ်တော့စိတ်အေးလက်အေးဖြစ်တယ်အရင်ကကျတော့ဆောင်းဝဲတွေဖြေနေရတယ်စိတ်မအားလူမအားနဲ့နေပုံထိုင်ပုံနေကျမကြီးကိုဂယူးမဆိုင်မိတာများတယ်အခုကျတော့ကောင်းတဲ့အလေးချင်းဝင်ယူဖို့စူးစမ်းတယ်မနဲ့အိယာထတယ်အိယာထပြီးတာနဲ့အကျော်လျှော့တယ်ဒီကျမတို့လို့တက်သားလေးကြိုက်တယ်ပေါ့နော်တက်သားဒါဆိုဟဲလေးဒီမျိုးလေးတွေမဆေးကြီးလုပ်ပေးပေါ့နော်ကားငယ်လို့ဆိုမဆေးကြီးနဲ့တော့ပြီးရင်ဒီမျိုးဒါဆိုကြောလိုက်မယ်စီအဲ့လေးတွေကိုဒါနဲ့နှိပ်ပြီးတော့ညနာတင်မယ်ပြီးစမောကမယ်ထတာနဲ့ဒီတစ္ဆာရွှေစီဆရာတော်ဖြစ်ဖြစ်ပေါ့နော်ဒေါက်တာနန္ဒမလာပြဝင်တာဖြစ်ဖြစ်တရားတစ်ပုဒ်ဖွင့်ထားလိုက်ပါတယ်ပြင်းအထီးကျန်လို့ပဲဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်နည်းနည်းလောက်အရှင်ဖျားတွေခေါ်တာ10ပုံမှာ3ပုံ4ပုံလောက်ဝင်တော့မစိုးဆိုဖွင့်ထားတာပါရှင်အဆိုင်ထားတဲ့အပင်လေးရှိရပေါ့နော်နောက်ထပ်ရှိသေးတဲ့တရားလေးတွေမဟုတ်အချင်းလေးတွေခရမ်းချင်တွေကတီးမလို့မတီးမလို့ဒါပေမဲ့မြေကြီးထည့်ဖို့လိုသေးတယ်ဒီလိုကြည့်ရကိုမြေဆိုတဲ့ရှိသေးတော့ကျမရေလောင်းစရာမလိုဘူးပေါ့နော်ပင်လေးတွေကိုကြည့်ပါတယ်နိုးရနဲ့ဒီချိုးခန်းဝင်ပါမယ်ရှင်ခုဒါကဆောင်းသွင်းဆိုရင်အငွေ့ရိုက်တယ်ပေါ့နော်ရေနွေးနဲ့ချိုးရများလို့ပါမနာတက်တော့တိုက်ပြီးစမတင်ကိုကြောင်းရရှင်နောက်တစ်ခုကကြောညာဝင်တာဒီပေါ့နော်ကျမခေါင်းဖိနေဒီလိုလက်မှုပစ္စည်းလို့တက်တာလို့ဟာတွေပဲတဘောကြပါတယ်ရှင်မနက်စာတော့ဒီကျုပ်ဦးနဲ့တင်ချင်းနဲ့စားမှာဖြစ်ပါတယ်မြတ်စွာဘုရားတော်ကကြတော့ရှင်ဘုရားတော်ကကြတော့ကိုယ်တိုင်ကျမလောက်ထားတာပေါ့နော်မာတာမိခင်ရဲ့လမ်းညွှန်ပြမှုနဲ့ရှမ်းပြည်တော်မကိုတို့မှာနာမည်ကြီးရဲ့နန်တုံပေါ့နော်ကော်လာဂျင်အဖြစ်ပါတယ်ဝက်ချရာဝက်နဲ့လောက်ထားတဲ့နန်တုံဖြစ်ပါတယ်ဒါကိုရှင်ဘုရားစွန်းတော်ကတ်မယ်ပေါ့နော်ပေါ့နော်နာကြည့်ပါကော်လာဂျင်ဘယ်လောက်ပြည့်လဲဆိုရင်ဒီမှာလုံးဝစီးပိုင်နဲ့ကြိုထားမှဒီလိုအတုံးလေးပြန်ခဲထားပါရှင်စွန်းတော်ကတ်ဖို့ပြင်ပါတော့မယ်ရှင်ဖျားကိုပေါ့နော်အခုဒီနန်တုံကတ်လို့ပူဇော်ပြီးပါပြီရှင်ကျမကနေအောင်ကြီးကိုကြိုက်ပါတယ်ရှင်နောက်ပြီးတော့ကျမမျက်နှာမတုပ်ရသေးပါဘူးမျက်နှာတုပ်ရင်ကျမတီရှူးနဲ့ပဲတုပ်ပါတယ်တပတ်မတုပ်ပါဘူးတပတ်တင်တုပ်တာထက်ဒီပေါ့နော်တီရှူးနဲ့တုပ်တာပိုကောင်းတယ်ထင်လို့ပါနော်ဒါကျမကြောက်ဖို့ပေါင်းလုံးမှာဖြစ်ပါတယ်ကျမစီတို့ဟင်းချုံမုံလို့လည်းမကြိုက်ပါဘူးဒီရေကိုဒီခွက်တေးလေးထဲမှာထည့်ပြီးတော့အုပ်လိုက်ရပါပြီမိုက်ခရိုဝေ့ထဲထည့်ရပြီးတော့10မိနစ်နှွေးထားပြီပေါ့နော်ဒါကျမဆိုင်ကျူးနဲ့ဒါကျမကိုယ်တိုင်လုပ်ထားပြီးတော့ပေါ့နော်ခုတောက်ပါမယ်ရပါပြီရှင်ကျုပ်ပေါင်းလေးအခုဒီမှာပေါ့နော်စားနေပါပြီကိုယ်တိုင်လုပ်ကျုပ်ပေါင်းရဲ့တင်ချင်းရဲ့ပါအဲ့ဒါပြီးရင်တော့ကျမဒိုင်ဆိုကဝယ်ထားတယ်ပေါ့နော်အထင်မကြီးနဲ့တော့ဒိုင်ဆိုကဝယ်ထားတယ်လေ့ကျင့်ခန်းလုပ်တဲ့ဟာလေးတွေအဲ့ဒီဟာလေးတွေဝယ်ထားပြီးတော့အရင်နှစ်ကဝယ်ထားတာမလုပ်ဖြစ်ပါဘူးခါလဲတဲ့ဟာလေးအဲ့လုပ်မယ်လုပ်ပြီးရင်ပကြီးပေါ့နော်ပကြီးဆွဲတဲ့ဟာတွေပေါ့နော်တနေ့လုံးမှတကားတော့မပြီးပါဘူးအဲ့ဒီဟာကိုဆွဲမယ်ဒီနန်းတုံအိမ်လွမ်းလို့လှုပ်စားတာတကယ်ကိုအရသာရှိကြည့်လိုက်ချဲဒီတုံလေးကော်လာဂျင်တက်တွေဘယ်လောက်တောင်ပြည့်လဲမသိဘူးလုံးဝဒီမှာတော့ခစ်ချဖို့တော့အဲ့လိုခန်းချင်းနေစောနေပဲတိုးစားမှာဖြစ်ပါတယ်ခုဒီမှာလာပြီးမိရတာမှမရက်ချင်တော့ဝိရှော့နဲ့မတူတော့စားနေတာလုံးဝရှယ်ကောင်းတယ်ဒီလိုလုံးဝရှယ်ကောင်းတာဒီလိုအသားမြင့်လေးပါညာ special ကောင်းတယ်ဆောင်းရည်ရောက်ပြီးဆိုတော့ဥစားကြပါရှင်ဒီမှာရေကစားထဲလိုက်ရုံမှာရှမ်းပြည်ဘက်မှာရေကစားမရှိဘူးဆိုတော့တညတိတ်လိုက်တာဆောင်းရည်အောင်လှုပ်စားကြမနေ့ဆိုစားလို့ရပြီဒီမှာလေးအေးတော့တူထားတယ်ခဲမှာပါပဲကိုရဆောင်းရည်အေးလာပြီဆိုတော့ရှယ်ကောင်းပါတယ်ရှင်ပြင်းနေအောင်လို့ပချာလေးမွာအသေးစိတ်လှုပ်ထားတာဆိုတော့အရင်ကောင်းတယ်အခုကျမကဒီတရက်မနေ့ဖြန်လောက်ထိစားလို့ရအောင်လေချက်ထားတာရှိတယ်အခါကျတော့အားနေရပါတော့စားလည်းမလုပ်ချင်ပါဘူးအခါကျတော့ကျမဒီကငယ်ရောက်ကြတဲ့ကနေဆွဲဖြစ်တယ်ပေါ့နော်ဟိုခဲချစ် drawing မဟုတ်ပဲနဲ့ painting ဆွဲတာပေါ့နော်တကားတည်းပဲရှိပါတယ်ဒီအဲ့အားကြောင့်မလို့အဲ့ဒီဟာလေးကိုအားနေတဲ့ခါကျတော့အပီးဆွဲပါမယ်ဒီနေ့
လောက်ဆရာမရှိဘူးညနေပိုင်းတော့အလုပ်သွားပါမယ်ရှင်ကျောင်းလည်းပိတ်ထားတော့လေဒါလေးကိုအပီဆွဲမှာဖြစ်ပါတယ်ရှင်ဘိုင်